ချင်းပြည်သူတွေရဲ့ဝေကုံစရာစောကစားပုံကကျွန်တော်မြင်ကျွန်တော်အသိပြောပြရင်စင်ញင်မှာကွယ်ပြည်သူတွေရဲ့ဒီနိုင်ငံဒီခေတ်မှာဖြင့်ကြံဖန်ကဆော့နေကြတယ်စလောကင်းလို့ဆိုပြန်နဲ့ကွယ်ဝမ်းသားအားရဆော့နေကြတာဘုံမှမတိကြတယ်နေပြန်တို့နဲ့ချီယူပြီးတော့ဘဝတွေပြတ်ကြတယ်စလောကိုဆွဲသူတွေမဲ့ဘဝပြတ်မှတိတိနဲ့အမိုက်မားကိုအကြံပြုခြင်းနဲ့မိသားစုပြန်ကြည့်ပါကွယ်ပြောရရင်တော့ရှိတာအကုန်ရောက်တပြေးရလိမ့်မယ်အခုခေတ်ရှော့တီတွေရဲ့အမြင်မတော်ဝစ်စားကုန်ကကျွန်တော်အမြင်ကျွန်တော်အသိပြောရမှာပဲကွယ်စင်ញင်မှာကွယ်ရှော့တီတွေရဲ့မြန်မာလုံးကြီးထမိန်စကတ်ကိုတဲ့ပေါင်းပေါ်အောင်ခွဲကားထားတဲ့ခြေသလုံးမွေးကြော်ညာသလုံးကွယ်အဆက်ကြောင့်မရှိနဲ့မျက်နှာများနဲ့လိုင်းမော်တင်းညတယ်လက်ပြအင်ကြီးဝတ်ခါထားတဲ့ဂျိုင်းမွေတွေထွက်တယ်အတွင်းငယ်အင်ကြီးဆိုတဲ့ပလာစီယာဝတ်ပါထားတဲ့ပစ္စည်းနဲ့မဆန်ဘူးမေရဲ့တဝက်ကအပြင်ထွက်နေတယ်အဲဒါကြောင့်ပဲကွယ်အော်ဒါတွေမှာစိတ်ညာထိတ်မရရဲ့အတူတွေတက်လို့ထားတာကျွန်တော်သွားကြည့်တော့ပြချက်ပုံမီကွယ်လုံကုန်မီကွယ်မင်းတို့ဒီစုမှာဖော်ရီထဲလို့ထားတော့ကျွန်တော်သွားကြည့်တော့ပြချက်ပုံမီကွယ်လုံကုန်မီကွယ်ဒီတကားအပြင်ကိုထွက်ရင်အတူတွေအကုန်ဖြုတ်ခဲ့မင်းနဲ့အတူသွားခဲ့တဲ့တရားအောက်ထဲမှာပြုတ်ကြခဲ့လေသလားဘုပန်းချမမေးခဲ့နေသလားဒီတွေအားပြရင်တွေအားပြချက်ကုန်ပြီဒါတွေပြောယူနေတော်ပြီမထင်နဲ့အင်တာနက်ကိုဆက်လို့ပြောမယ်ညချိန်မတော်လိုင်းတွေတော့တို့သမီးပြိုများချစ်ကရင်လေးဝဲကိုတွေနေပြကဆက်တွေချက်ကြတယ်လူယုံမာများကပုံရိုက်ထားတယ်ပြီးတော့ငွေညင်းဆောင်ရှက်လိုက်ခွဲလိုက်ပေါ်ပြက်တဲ့ပုံများနဲ့နောက်ဆုံးကြတော့ဘူးယူနေရတယ်အယံမယုံကြနဲ့